တနေ့ကနေ့ညအီတလီစီးရီး A နဲ့စပိန်လာလီဂါပွဲစဉ်များပွဲကြို30ချက်လုပ်ပြီးတော့မှဖြစ်ပါတယ်မင်္ဂလာပါကျွန်တော် MFD အန်ပါကျွန်တော်အားပေးဆောင်နေတဲ့ဘောလုံးချစ်ဘောလုံးဝါသနာရှင်ကြီးကိုအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်မနေ့ကဒီကျွန်တော်မောင်းတွေ9ရက်ဆက်ပေါက်ထားတယ်ချစ်ကိုအဆင်ပြေတဲ့ကိုဘက်မှာ yes ဆိုပြီးခဲ့ပြီပေါ့နော်โอเคပါဒီဗီဒီယိုမှာကျွန်တော်တနေ့လာနေမှာပထမဆုံးအရေးကြီးတဲ့ point ရတော့တရေတပွဲနှစ်ပွဲပါလာနိုင်ပါလေစစ်စုကကျွန်တော်9ပွဲရှိပဲချယ်ဆီပွဲဖြစ်မလားချယ်ဆီကကျွန်တော်သုံးသက်ပေးတာနော်အီတလီတွေကတပွဲတော့ပါလာနိုင်တယ်စပိန်တွေကတပွဲတော့ပါလာနိုင်တယ် brother အနည်းဆုံးတော့ပုံမှန်ဆိုကျွန်တော်အတိလောက်ပေါ့နော်ဒီတပတ်တနေ့လာတော့တိကျမပြောတဲ့တပွဲနှစ်ပွဲတော့တရေပါလာနိုင်တယ်โอเคအဲ့တော့အီတလီစီးရီး A မှာဘောလုံးနာနဲ့လာစီကိုမနေ့ကအတလန်တာနဲ့ AC မှာ VDS နဲ့ကိုအပေါ်တွေဖြစ်လာရတဲ့ရင်းညနှစ်ပွဲနဲ့တပွဲ VDS no နဲ့ကိုအောက်မဖြစ်မနေပါပေးရမယ်โอเคအဲ့တော့ဘောလုံးနာမိုင်းနဲ့90နှလုံး90စီးတန်းမလို့ကျွန်တော်ဝမ်းဝမ်းမျိုးကြိုက်တဲ့အတွက်ကျွန်တော်လာဒီကိုကြိုက်တယ်နောက်တော့ရိုမာနဲ့ဖီယိုဒီနှလုံး100နဲ့လုံး90ကိုပေါင်းသေးက3လုံးနှလုံး100ကြီးကိုပေါင်းသေးနှလုံး100ဖြစ်တဲ့အတွက်3လုံးဒီလိုဖြစ်ပေးလို့လည်းရတယ်ဒီခါလေးလည်းဒီပတ်တင်ကိုရနိုင်မှာပြည့်တာများတာပေါ့နော်ပတ်တင်ကိုရနိုင်ခြင်းမရှိဘူးကိုပေါင်းသေးကငြိမ့်နေဘော်လီစီကနှလုံး100နှလုံး90ဒီကြားတယ်ဒီပတ်တင်ကိုရနိုင်ခြင်းနဲလို့လည်းဖြစ်နိုင်ခြင်းကြောင့်ရှိတယ်ဖီယိုဒီနာကိုမရဘူးဆိုရိုမာ1 2 3လောက်ပေးနေတာဖြစ်တဲ့အတွက်ရိုမာနဲ့ကိုအောက်တွဲယူမှလှမယ်ထင်ပါတယ်ကျွန်တော်ရိုမာနဲ့ကိုအောက်ကြိုက်တယ်ပထမပွဲကလာစီကိုโอเคဒါဆိုရင်ကျွန်တော်စပိန်လာလီဂါကိုတော့စပိန်လာလီဂါမှာအိုဇာဂနာနဲ့လီဗန်နှလုံး90နှလုံး60 1122မျိုးပါဈေးတန်းရမနေ့ကဂီတာဖေးကထက်ကြီးပေးထားတယ် BDS no ဘာစီလိုနာထက်ကြီးကိုပေါ် BDS no ဖြစ်တဲ့အတွက်မဖြစ်နေ BDS yes ဒါမှမဟုတ်အော်ယူဘော်ဒီထက်သင်းစဉ်းစားမှာဆိုပဲကျွန်တော်ဂီတာ sorry အိုဇာဂနာနဲ့လီဗန်ဒေးကိုကျွန်တော်လီဗန်ဒေးကြိုက်ပါတယ်အဲတော့11လေဆုံးတွားမယ်ထင်ပါတယ်အဲ့တော့လီဗန်ဒေးကိုယူပါတယ်โอเคနောက်တစ်ခါကျွန်တော်မာလာကနဲ့ဒီပို့ဒီပို့တဲရနေ950ဒီဘော်ဒီစီတက်တယ်ကိုပေါင်းသေးနှလုံး100နှလုံး90ဒီတက်ဇုံဘော်တစ်ခုတွေးရမှာကိုဘော်ဒါမှမဟုတ်မာလာကာပေါ့အဲ့လိုတွေးလို့ရတယ်အရှင်ကိုပဲကျွန်တော်ဦးစားပေးကြပါတယ်ကိုပေါင်းတော့ရှောင်လိုက်ပါမယ်ဒါအရှင် -50 ဒီတက်လာတယ်ဆိုတော့အနည်းဆုံးတော့တစ်လုံးတောင်တော့ကတ်နိုင်မှုခွင့်လည်းများတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ဘာပဲပြော 1C2C21 နေထားမျိုးမှာအရှင်မာလာကာကိုယူပါတယ်โอเคကျွန်တော်ရွေးချယ်မှုကမာလာကာ body စပိန်လာလီဂါမှာဆိုရင်ဒီဘန်လေး body ပါအဲ့တော့ software ချင်းကြီးနောက်ဘက်ကိုလှုပ်ရှားလို့ရတယ်အီတလီစီးရီးမှာဆို software ကိုလာစီကို body ယူထားပါတယ်တေးခံမှတ်ထားတယ်အနည်းဆုံး1 1ပေါ့နော်โอเคလာစီ body ရိုမာကျွန်တော်ရိုမာ body နဲ့ကိုအောက်တွဲယူထားပါတယ်โอเค Chelsea ဘက်ကိုတော့ကျွန်တော်သုံးသက်ချက်ပြီးလို့တင်ထားပါတယ်အဲ့တော့တခြားသိကျင်တဲ့အကြောင်းအရာ formula လေးရှင်ကိုမှ yes လို့ပေးခဲ့လို့ရသလို brother ကျွန်တော်တို့အနည်းဆွေးနွေးကြလေးရှိတယ် brother ရဲ့အကြိုက်လေးတွေ comment လေးတွေပေးခဲ့လို့ရပါတယ်နော်ဒီနေ့ညကျွန်တော်တို့ choice မောင်ထပ်ပေါက်မယ်ဗျာနော်ကျွန်တော် MFD အန်ပါအားပေးတဲ့တော့ချီးစီတိုင်းစိတ်ချမ်းသာကြီးကိုကျွန်မကြီးပြည့်စုံပါစေ